အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒေါက်တာဖြစ်တည်ဟာရေးသားထားတဲ့ဆက်ဆံရေးတွေအဆုံးသတ်ဖို့ကလွယ်တယ်ကောင်းကောင်းမွန်မွန်အဆုံးသတ်နိုင်ဖို့ကသာခက်တာဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြချင်ပါတယ်ရှင်ဆက်ဆံရေးတွေအဆုံးသတ်ဖို့ကလွယ်တယ်ကောင်းကောင်းမွန်မွန်အဆုံးသတ်နိုင်ဖို့ကသာခက်တာကျွန်တော်တို့မြမလူမှုအတိုင်းဝိုင်းမှာပွင့်ပွင့်လင်းလင်းပြောဆိုရဲဆိုတာအင်မတန်ရှားတယ်လို့မြင်မိတယ်။ဒလိမာကိုကနားထောင်ခြင်းနာခံခြင်းဆိုဆုံးမခြင်းစတဲ့အထက်အောက်ပုံစံလွှမ်းမိုးနေတာမြန်မာမှတော့မဟုတ်ဘူးအရှိတိုင်းဒလိလို့ပြောရမလားပဲအဲ့ဒါကလုပ်ငန်းဝင်ထိပါပြဿနာပေးတယ်ဆိုတဲ့အကြောင်းတခါရေးဘူးရယ်ခုကိကမှနည်းနည်းတော်လာသေးတယ်ပြောရမယ်ကျွန်တော်တို့ကလေးဘဝတုန်းကပိုဆိုးရယ်စာမွေးကြတာစီကံဖောက်မိတာကျောင်းကနေမိဘခေါ်ခံရတာရန်ဖြစ်လာတာဆယ်ကျော်တက်လောက်ရောက်လာတော့ဆက်လက်တောက်တာရီးစားထားတာစတဲ့ပြဿနာတွေတိုင်းမှာမိဘနဲ့သားသမီးပွင့်ပွင့်လင်းလင်းပြောဆိုကြရဲဆိုတာမရှိသလောက်ပဲရှုမယ်ဆုံးမမယ်အိမ်မြင်ထွက်ခွင့်ပိတ်မယ်တချို့ဆိုရိုက်မယ်အရန်ဆိုးလာရင်အိမ်မော်ကနှင်ချမယ်သားသမီးကရေငုံနှုတ်ပိတ်နေဘာမှပြန်မပြောနဲ့ပြောခွင့်လည်းမရှိသလိုနားလည်းမထောင်ပေးဘူးသားသမီးကိုတီးခြားလူသားတစ်ယောက်လိုမြင်တာထက်ကိုမွေးထုတ်ထားတဲ့ကိုဘွားလိုမြင်ကြတယ်ကျေးဇူးတရားတွေနဲ့တုံ့နှောင်ထားကြတယ်အမိတ်အာဏာတွေနဲ့ထိန်းချုပ်ထားကြတယ်ဒီတော့အပြင်မှာသာထုတ်ပြခွင့်မရှိတာအတွင်းထဲမှာကအဖို့ထစ်တွေနဲ့မိဘကိုမချစ်ဘူးလားဆိုချစ်တယ်ဒါပေမဲ့သူတို့နဲ့ကိုနဲ့ကြားမှာစိတ်ချင်းဆက်နွယ်မှုရှိမနေတော့တာအဆိုးဆုံးဆိုတေကန်းပြတ်တယ်ဆိုတဲ့အစဉ်ငါအတုပါတောင်မလာနဲ့လို့ငါအိမ်ရိတ်တောင်မနှင်းနဲ့တို့ဆိုတဲ့အစဉ်ပေါ့နောက်ပိုင်းငွေလိမ်ခံရတာလို့လိမ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုကြုံရတာလို့ပြဿနာအကြီးကြီးနဲ့ရင်ဆိုင်ခဲ့ရရင်လေအိမ်ကိုပေးမတိရတော့ဘူးဒီလိုနဲ့အနဲ့ထွေးရမယ့်နေရာပစိန်နဲ့ပောက်ကုံကြရရောအဲ့ဒါကတခြားသောဆက်ဆံရေးတွေမှာလည်းတပုံစံနဲ့ဖြစ်လာတယ်ချစ်ကြကြိုက်ကြဖို့လွယ်တယ်လက်ထပ်ဖို့ထိကြခက်လာတယ်အဲ့ဒါထက်ခက်တာကတစ်သက်လုံးအတူတူရှိသွားဖို့ဒါပေမဲ့အခက်ဆုံးမဟုတ်သေးဘူးအခက်ဆုံးကဘာလဲဆိုတော့အေးချမ်းအဆုံးသတ်နိုင်ဖို့လို့တကူစားအရာမြင်မိတယ်လင်မယားတွေသားသမီးရှိလဲရန်ဖြစ်ကြတာပဲအဖေကလည်းကလေးတွေရှိအမေမကောင်းကြောင်းပြောတယ်အမေကလည်းအဖေမကောင်းကြောင်းတွေပြောတယ်အဖေဘက်လိုက်မလားအမေနဲ့နေခဲ့မလားတော့ရွေးခိုင်းကြသည်ကလေးတယောက်အတွက်ဘလောက်ကြီးမားတဲ့ဖိအားလဲစိတ်ခံစားချက်ကိုပဲရှေ့ရန်တင်တဲ့အခါစီးတွေမထားမိကြတော့တာပဲတေတပံတက်တဆုံပျော်ပျော်ရွှင်ရွှင်နေသားကြတဲ့အိမ်တော်ကြီးတွေမရှိဘူးမဟုတ်ဘူးရှိရဲ့ဒါပေမဲ့အဲ့ဒါထက်သားသမီးတွေအတွက်ဖြစ်ဖြစ်
ပတ်ဝန်းကျင်ကြောင့်ဖြစ်ဖြစ်မကွဲတော့မကွဲပေမဲ့အကြောင်းပေါင်းများစွာနဲ့အိမ်တော်ရေးတွေရဲ့တယောက်ကိုတယောက်နာကြီးမုန်းဒီအတန်တော်မကြားခြင်းအမေကခေါ်ထားတယ်ဆိုအဖေနဲ့ပေးမတွေ့အဖေကခေါ်ထားတယ်ဆိုအမေနာမည်ပြောလို့တော့မရဒီလိုမလှပတဲ့အဆုံးသက်တဲ့အိမ်တော်ရေးတွေရဲ့ကပိုများတယ်လို့မြင်မိတယ်လင်ကိစ္စကစလို့အစင်မပြေမှုတွေကိုပွန့်ပွန့်လင်းလင်းမပြောကြအဲ့လိုနဲ့တတိယလူပေါ်လာဒီအခါမှာလဲထပ်မပွင့်လင်းမဲရှေ့ဆက်ပြန်တော့ဖောက်ပြန်တဲ့ကိစ္စတွေကြုံရတစ္ဆာဖောက်ခံရရဆိုတဲ့ခံစားချက်တွေနဲ့နာကြည့်ရအပြန်အလှန်အဆက်တွေခွဲကြ social media ပေါ်ကလူအများရဲ့ spotlight အောက်သွားချပြမိလိုက်ရင်တော့ပိုဆိုးတာပေါ့အင်မတန်ရုပ်ဆိုးအကြီးတန်းတဲ့အဆုံးသက်တွေဖြစ်ကုန်ကြရတယ်ကို parenting လုပ်တယ်ဆိုတာဒီခေတ်မှနည်းနည်းကြားဘူးလာတာအရင်ကဆိုစိတ်ကူးတော်မရင်နဲ့အဲ့ဒါမျိုးလုပ်နိုင်ဖို့ဆိုတာသူတို့မှာကိုစီရှိလာကြမဲ့လက်တွဲပေါ်အစ်စ်တွေကလည်းနားလည်ပေးအောင်မှာသဘောထားကြည့်အောင်မှာသူတို့ကိုသူတို့လေးစားမှုကလည်းမြင်အောင်မှာလူတစ်ဖက်သားကိုလေးစားမှုကထားတတ်အောင်မှာကိုလက်ရှိလူရဲ့ ex ကိုရန်သူတစ်ဖွဲသဘောထားနေတဲ့သူဆိုရင်ဘလို့မှမဖြစ်နိုင်ဘူးဟောအဲ့လို self esteem နဲ့ respect တွေကလည်းပြိုးထောင်ခံခဲ့ရတဲ့ပုံစံတွေမိဘတွေစီကမြင်တွေ့ခဲ့ရတာတွေနဲ့အနည်းနဲ့အများသက်ဆိုင်နေပဲရောတခါတလေကြလဲစိတ်မှာတောင်းပန်ခြင်းနဲ့ဒါပေမဲ့နှုတ်ကထွက်မလာတာတောင်းပန်လိုက်ပြန်ရင်လေတစ်ဖက်ကလက်မခံပဲပို့ဆူမှာဆဲမှာဆိုတဲ့အတွက်အဲ့ဒီမတက်မတာဖြစ်မှုကိုရင်မဆိုင်ချင်လို့လုံးဝရှောင်နေလိုက်တာတွေလည်းရှိရဲ့နှစ်ဖက်စလုံးရဲ့စိတ်ထဲမှာခုနေတော့တာပေါ့တယောက်ကလည်းသူ့ကိုယ်သူအပြစ်ရှိတဲ့စိတ်ကြီးထမ်းဖို့ထားရပြီးလာရင်မဆိုင်ရဲ့တစ်ဖက်ကလည်းမကျေနပ်စိတ်တွေဒေါသတွေတခါတလေလဲတတိယတာလွမ်းတာနှမျောတာတွေဖြစ်ကြံနေရရောဒီအဆိုင်ခဲတွေအရေးပျော်မကြသေး၍ကဆက်ဆံရေးတွေအေးခဲနေကြအောင်မှာပဲပေါ့ငယ်ငယ်ကလေးကအချစ်မရှိခဲ့တော့ကြီးလာမှပြုပြင်ရတာအတော်တော့ခက်ပါတယ်ဘောလုံးပွဲဝါသနာပါသူမို့ဇလန်းအစုံကိုသတိထားမိတယ်တချို့ကစားသမားတွေတသင်းထဲမှာကစားသွားတယ်အကောင်းဆုံးဇက်သိမ်းဒါပေမဲ့အင်မတန်ရှားတယ်တော်တော်များများကတော့ပိုကောင်းတဲ့အသင်းကိုပြောင်းတယ်ဒီဘက်အသင်းနဲ့လည်းကောင်းမွန်စွာအဆုံးသတ်နိုင်တယ်တချို့ကြစိတ်မကောင်းစေရတခြားအသင်းကိုပြောင်းတဲ့အခါဒီဘက်အသင်းနဲ့ဒီဘက်ကပရိသတ်တွေနဲ့ပြဿနာဖြစ်ပြီးမှပြောင်းရတယ်တချို့ကလက်ခုပ်တီးအားပေးခဲ့ကြတဲ့သူ့ကိုအခုရန်သူလိုသဘောထားကြတယ်သူနဲ့ကွင်းနဲ့ပြန်တွေ့ရင်လှောင်ပြောင်ကြတယ်တချို့ဆိုတစ္ဆာဖောက်အဖြစ်ပါတစိတ်ကက်ခံရတယ်အကြောင်းရင်းကတော့မျိုးစုံပါပဲနှစ်ဖက်စလုံးမှာတော့အားနည်းချက်တွေရှိကြလို့ပေါ့ထွက်သွားတဲ့သူကလည်းသူ့အတွက်ပဲသူကြည့်ပြီးထွက်သွားတယ်လက်ရှိဆက်ဆံရေးကိုလေးစားမှုမရှိဘူးဒါမှမဟုတ်လက်လွတ်ပေးရမယ့်လူကလည်းလွတ်မပေးပဲအတင်းချုပ်နှောင်ထားတယ်
မရမကထွက်ဖို့ကြိုးစားရတယ်။ဒါတွေကြောင့်မလှပတဲ့အဆုံးသက်တွေဖြစ်ခဲ့ရတာပဲ။ဒါတော့ professional ဆက်ဆံရေးပဲရှိကြသူတွေ။ကျေးဇူးတရားတွေတွေးသားတော်ဆမှုတွေအချစ်တွေတန်ရောစင်တွေအတူမက်ခဲ့ဘူးတဲ့အိမ်မက်တွေစောက်ခဲ့ဘူးတဲ့လေတွေကတိုက်အိမ်တွေဒါတွေအကုန်ရောရှက်ထားတဲ့ကိုရေးကိုရာဆက်ဆံရေးတွေဆိုပိုဆိုးတာပေါ့ကိုတစ်ဖက်တည်းပြေဆုံးနေုံနဲ့လေကောင်းမွန်တဲ့အဆုံးသက်ကဖြစ်မလာနိုင်သေးဘူးဒါကြောင့်ပဲဆက်ဆံရေးတွေစတင်ဖို့လွယ်တယ်လို့အဆုံးသတ်ဖို့ကလည်းလွယ်သေးတယ်လှလှပပအဆုံးသတ်နိုင်ဖို့အေးချမ်းရှေ့ဆက်နိုင်ကြဖို့ကသာပိုခက်တာလို့မြင်မိပါတယ်ကျေးဇူးတင်ပါတယ်ရှင်